တာသမီ2ယောက်ရှိတယ်အခုအဖေပြန်နားတဲ့အလဲကြတော့သူတို့ကဘာလဲဆိုတော့တာသမီးရောအလုံးနဲ့ရှိတယ်တာကအမျိုးသမီးရှိတော့ချွေးမရှိတယ်ပေါ့ဗျာချွေးမလည်းတိတ်နေနေတယ်တာနဲ့ချွေးမကလည်းကျွန်တော်တို့ဗမာသေသေးချာချာချွေးမွေးဆောင်ရှောက်တယ်လိမ္မာတယ်တည်တတ်တယ်ပေါ့ဗျာတာကျွေးတာမွေးတာပေးတာကဏချွေးမလုပ်တယ်လို့ကဘာမှမပြောချာဖျောင်းမင်းငါ့ကိုလာပတ်စံမပေးနဲ့နော်မင်းပေးလို့ရှိရင်မင်းငါချွေးမတီးမှဖြစ်မှာပြောပြပေးချွေးမကိုယ်တိုင်ကပေးခိုင်းတာတဲ့အဲ့ဒီခါတော့ကျွန်တော်ယူလိုက်ပါတယ်နောက်ပိုင်းကျွန်တော်မယူပါဘူးအခုနောက်ပိုင်းတစ်ခါပဲကျွန်တော်ယူလိုက်ပတ်စံ2သိန်းပေါ့နော်ကိုရှာထားတဲ့3,000နဲ့သူပေးတဲ့2သိန်းဟာသူပေးတဲ့2သိန်းကကျွန်တော်တို့ပိုတန်ဖို့ရှိပါတယ်သမီးလုပ်တဲ့လူကကျွန်တော်အခုနားနေတဲ့အချိန်မှာ9သိန်းပေးတယ်ပထမ3လတော့ကျွန်တော်မယူဘူးအခုနောက်တစ်ခေါက်ကျွန်တော်ပြန်လာတော့9သိန်းကျွန်တော်ယူမှဖြစ်ဆေးဘိုးကရှိသေးတယ်သူတို့ကဆေးဘိုးလိုက်ကုပေးတယ်9သိန်းတင်ပေးတယ်ကျွန်တော်မျိုးချင်းကျွန်တော်ပြင်မထွက်ဘူးကျွန်တော်ဘာမှမစားတော့အရင်ဟာပဲစားတယ်တောက်တယ်ဘယ်မှမသွားဘူးမလာဘူးအဲ့တော့ကျွန်တော်တို့ပတ်စံသိပ်ပြီးတော့မကုန်ဘူးပေါ့ဗျာဒါပေမဲ့ကျွန်တော်ဆေးဖို့2သိန်း3သိန်းတော့ကျွန်တော်တာသုံးတယ်ကျန်တဲ့ပတ်စံတော့ဗျာလမ်းထဲကလူကန်လေးပါလေးလာရင်ထည့်တယ်ပေါ့ဗျာကိုသုံးညင်တာလေးရှိတာနည်းနည်းပါးတော့အင်တာနက်ကဈေးဝယ်တာပေါ့မဖုံးဖို့ညာဖို့ဖုံးပေလည်းသူတို့ထည့်ပေးပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကိုသူတို့တိတ်မပြောချင်ဘူးဝယ်လိုက်တယ်တစ်လုံးကကိုကလှုပ်ကြွေးလာတဲ့လူတယောက်ဖြစ်ခဲ့တယ်အခုလိုနားချိန်မှာသူတို့ရှိရပေးတဲ့ပတ်စံကိုကျွန်တော်လုံးဝမလိုချင်ဘူးစိတ်ထဲမှာယူရတာလည်းမတန်ဘူးကိုယ်တိုင်လည်းဘာခံစားနေရလဲဆိုတော့စိတ်ကြရောသာခံစားရတယ်ငါလုံနိုင်သေးတဲ့နဲ့မလုံရတဲ့ဥစ္စာကိုခံစားရတာပေါ့ဗျာနော်ဒါပေမဲ့စိတ်ဖြေပါတယ်သားနဲ့သမီးကတအားလိမ္မာတယ်လေသားလုပ်တဲ့လူကပြေစားမကောင်းရင်ချက်ကျွေးတယ်တွားဝယ်ကျွေးတယ်အတင်းဈေးဆိုင်ခေါ်ဝယ်ကျွေးတယ်ကျွန်တော်အများနဲ့အပြင်မှာသိမစားဘူးအတူချက်ကျွေးတော့စားလိုက်တယ်ဒါအမျိုးသမီးကမချက်နိုင်တော့သူကျမကြီးသိမကောင်းတော့မချက်နိုင်တော့အရင်တော့ချက်ပါသမီးလည်းတော့ကြတော့သူကအဲ့လိုမချက်ကျွေးနိုင်ဘူးသူကတော့ကောင်းကောင်းမွန်မွန်ဒါပေမဲ့သမီးကကြတော့